လူရဲလို့ဖြစ်လာရဲ့သူတစ်ပါးရဲ့အောင်မြင်မှုကိုသေးသိမ်အောင်ဘယ်တော့မှမပြောရဘူးကျွန်တော်တို့ခုလက်ရှိ TikTok လို့ platform မျိုးမှာတွေ့နေရတယ်ညီငယ်လေးတွေညီမငယ်လေးတွေကိုက iPhone 70 Pro Max ကင်နိုင်တာနဲ့ iPhone 70 Pro Max လိုဟာမျိုး iPhone ကိုကင်နိုင်တာနဲ့ဒီ Redmi ကင်တဲ့ကောင်ဒီ Vivo ကင်တဲ့ကောင်လေးတွေအဲ့လိုကင်ညီငယ်လေးတွေညီမငယ်လေးတွေကိုဘယ်လိုပြောမလို့ရိုင်းဆိုင်နေပြောတယ်သူတို့ရဲ့အောင်မြင်မှုလေးတွေကိုဘယ်လိုပြောမလို့တပုတ်လေလွင့်ဘာမှသုံးစာမရလောက်အောင်သေးသိမ်သွားအောင်ပြောတယ်ဒါကြီးကလုံးဝမဖြစ်တဲ့ဘူးသိရမလားတချို့ဆိုရင်ဥမာမင်းကတလားလုပ်တယ်ငါအဲ့တလားလာစာကိုငါတရက်အတွင်းရှာတယ်လို့ပုံစံမျိုးသိရမလားမင်းရဲ့တနည်းလောက်စာမင်းရဲ့တနည်းလောက်စာငါရဲ့တလားစာပဲရှိတယ်လို့ပုံစံမျိုးအဲ့လိုဟာမျိုးကိုဘယ်လိုပြောသူတစ်ပါးရဲ့အောင်မြင်မှုကိုသေးသိမ်အောင်ပြောတယ်သူတို့လည်းလူတိုင်းမှာလူဒန်းစားတွေအများကြီးရှိတယ်ကျွန်တော်တို့နိုင်ငံလူနိုင်ငံမျိုးမှာဆိုရင်တကယ်ကိုခင်နောက်ကြကြံခဲ့တဲ့နိုင်ငံမျိုးလေးမှာဆိုရင်လူဒန်းစားဆိုတာခြေခံလူဒန်းစားပါမန်လူဒန်းစားလေးတွေကများကြတယ်အဲ့လိုဟာမျိုးမှာစတော့သူတစ်ပါးရဲ့အောင်မြင်မှုကိုသေးသိမ်အောင်ဘယ်တော့မှမပြောရဘူးသိရမလားဆိုလိုချင်တာကမင်းကသူတစ်ပါးရဲ့အောင်မြင်မှုကိုသေးသိမ်အောင်ပြောပြီးဆိုရင်မင်းဟာအဲ့လူဒန်းစားတွေရဲ့တာမန်သူတို့ရဲ့ဘဝတွေကိုမင်းကမစာနာဘူးမင်းကမစာနာဘူးမထောက်ရှုဘူးလို့အတိတ်ဖေကတက်ရောက်တာပဲစေလိုချင်တာသိရမလားသူတို့လည်းသူတို့လာစာလေးနဲ့သူတို့တက်နိုင်တဲ့အမောင်လေးနဲ့သူတို့တက်နိုင်တာလေးဝယ်တာပဲအဲ့တော့မင်းကအဲ့ဟာကိုဘယ်လိုပြောမလဲ appreciate မလုပ်တဲ့ပြင်မင်းကသေးသိမ်အောင်ပြောပြတယ်သိရမလားသေးသိမ်အောင်ပြောပြတယ်ကျွန်တော်တို့စဉ်းစားကြည့်ဗျာကျွန်တော်တို့နိုင်ငံမှာဆိုရင်ကျွန်တော်တို့တာမန်လူဒန်းစားပဲများတယ်အောက်ခြေလူဒန်းစားတာမန်လူဒန်းစားအခြေခံလူဒန်းစားပဲများတယ်အဲ့ဒါကိုသေးသိမ်အောင်ဘယ်တော့မှမပြောအကြောင်းရင်းတွေရှိတယ်ဆိုလိုချင်တာသူတို့မှလည်းအောင်မြင်နေတာပဲဒါပေမဲ့သူတို့မှစားတော်တို့မိသားစုထဲမှာကျွန်တော်တို့မိသားစုရဲ့စာအုပ်ကြီးတာလို့ပုံစံမျိုးမိသားစုထဲမှာចောင်းသားတွေများတာလို့ပုံစံမျိုးမိသားစုထဲမှာအဖေအမေကျမ်းမာရေးနေမကောင်းတဲ့လူတယောက်ချူချာတဲ့လူဟာမျိုးတခုတရာသူတို့မှအဲ့ဒါလေးတွေရှိမယ်ပြဿနာလေးတွေရှိမယ်အဲ့အကြောင်းမလို့သူတို့တက်နိုင်တဲ့ဟာလေးတွေနဲ့သူတို့ line ပေါ်မှာတင်ကြတယ်ပြောကြတယ်အဲ့ဟာကိုကိုအမြင်ကြီးနဲ့ကိုရှူတော်ကြီးနဲ့ကိုဝင်ငွေကြီးနဲ့သိရမလားသေးသိမ်အောင်ပြောချပလိုက်တယ်ဆိုတာကြီးကတော်တော်ကိုစုပ်ပဲ့လွန်းတဲ့လူပြောမလို့အပြောအဆိုအတွေးခေါ်ပဲလို့ကျွန်တော်ကတော့သတ်မှတ်တယ်ဘာကြောင့်လဲလို့မင်းညီလေးတို့ပြောချင်တာကအဲ့လိုသေးသိမ်အောင်မပြောရဘူးဆိုတာကကိုယ့်ထက်ကြီးတဲ့ကောင်တွေကဘာကြီးမှအများကြီးရှိတယ်အဲ့တော့ညီလေးတို့ဟုတ်တယ်အိုင်ဖုန်းတလားကိုဥပမာပြောမယ်ကွာမလို့တလားကို380ဝင်နေထားအောင်380ဆိုမင်းတကယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကအဲ့ဒီ380ကိုမိနစ်ပိုင်းတွန်းဝင်နေတာဟုတ်ပြီအဲ့တော့ညီတို့ကိုကြီးတို့ထပ်မြင်းတဲ့စီးပွားရေးလုပ်ငန်းရှင်အမြင့်ကနေကြည့်မယ်ခရစ်စတီယာနိုရိုကိုကြည့်လိုက်တော့မယ်အဲ့တော့ခရစ်စတီယာနိုရိုကဘယ်လောက်ဝင်တာလဲခရစ်စတီယာနိုရိုရဲ့ပိုင်ဆိုင်မှုက1ဘီလီယံအကျော်လောက်ရှိတယ်ဆော်ဒီမှာတစ်နှစ်ကိုတန်း200ကျော်လောက်ဝင်တယ်သူရဲ့ဂျားတဲ့စပွန်ဆာစာချုပ်တွေဘာတွေ200နဲ့300ဂျားထဲမှာဝင်တယ်မှန်တယ်သူရဲ့ပိုင်ဆိုင်မှုကလည်း1ဘီလီယံကျော်ရှိတာမှန်တယ်သူကအင်မတန်အောင်မြင်တဲ့ကစားသမားလို့ပြောလို့ရတယ်ကိုကြီးတို့အမြင်ကိုကြီးတို့ရှူတောင်းကနေကြည့်ရသူကအင်မတန်အောင်မြင်တဲ့လူပဲဒါပေမဲ့တကယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့အမြင်ကနေကြည့်တော့မယ်မင်းတို့လိုပဲသိရမလားအထက်ရောက်တိုင်းအောက်ကိုဖိပြောတကြီးဆိုရင်ပေါ့မင်းတို့အဲ့လိုပြောတဲ့လူတွေလိုပဲကိုအမြင့်ရောက်တိုင်းအောက်ကလူတွေနှိမ်ပြောတကြီးဆိုရင်အီလိုမက်ကမင်းဘာပြောမှာတော့ဂျက်ဆင်ဝမ်ကဘာပြောမှာတော့လေဒီပီကဘာပြောမှာစာဂျီပလေးကဘာပြောမှာမတ်ဇူကာဘက်ကဘာပြောမှာတော့သူတို့ရဲ့ခရစ်စတီယာနိုရဲ့1 ဘွားတစ်လျှောက်လုံးရှားလာခဲ့တဲ့1ဘီလီယံကျော်ပတ်စံဆိုတာကဟိုမှာအီလိုမတ်တို့တနေ့တက်နေတဲ့တက်လိုက်ကြလိုက်ဖြစ်နေတဲ့ stock share ဈေးလောက်ပဲရှိတာသူဝင်ငွေပြောတာမဟုတ်ဘူးနော်သူရဲ့ stock share အတက်အကျပဲရှိတာသူ share တနေ့ကိုတက်သွားလိုက်ကျသွားလိုက်ကဘီလီယံကြီးရှိတယ်တချို့နေတွေဘီလီယံကြီးရှိတယ်တချို့နေတွေအသန်းကိုယာနဲ့ချီရှိတယ်တချို့နေတွေအသန်းကို10ကန်းရှိတယ်ဆိုလိုချင်တာအဲ့တော့အီလိုမတ်အမြင်ကြည့်ရင်ခရစ်စတီယာနိုဆိုတာဘာမှမဟုတ်လေဘီလီယံ650ကျော်ချမ်းသာတဲ့ခရစ်စတီယာနိုထက်ကိုအစားပေါင်း650လောက်ချမ်းသာတဲ့လူတယောက်အမြင်ကနေကြည့်ရသိရမို့လားဘာမှမဟုတ်ဘူးဆိုတာကိုမြင်သွားမှာပဲသိရမလားအဲ့လိုဟာမျိုးပဲကြည့်ရဘာမှမဟုတ်တော့ဘူးသိရမလားအဲ့တော့ကိုပြောချင်တာကသိရမလားအဲ့လိုကိုအမြင့်ရောက်တိုင်းအောက်ကလူတွေကိုနှိမ်မပြောရဘူးအောက်ကလူတွေရဲ့အောင်မြင်မှုကိုဘယ်တော့မှနှိမ်ချချိုးပဲမပြောရဘူးဘာကြောင့်လဲဆိုလူတွေရဲ့ဆိုတာကိုအထွာနဲ့ကိုရှိတယ်ကိုဘွားနဲ့ကိုရှိတယ်ကိုအောင်မြင်မှုနဲ့ကိုရှိတယ်အဲ့တော့အဲ့လိုဟာမျိုးတွေကိုကိုကနားလည်တတ်ဖို့လိုတယ်စဉ်းစားတတ်ဖို့လိုတယ်သိရမလားအဲ့တော့ကျွန်တော်ဆိုရင်ရှင်းတယ်ဗျကျွန်တော်ဆိုရင်ကျွန်တော်တငယ်ချင်းတွေအခုလက်ရှိထိုင်းလန်တငယ်ချင်းတွေရှိတယ်ညီမပြည်မှာကျွန်တော်တငယ်ချင်းတွေရှိတယ်တချို့အဆင်ပြေတဲ့ကျွန်တော်ထက်ဝင်များတဲ့လူတွေရှိတယ်ဝင်နဲတဲ့လူတွေရှိတယ်ကျွန်တော်ညီမပြည်မှာကျွန်တော်တငယ်ချင်းတွေထဲမှာဆိုရင်အဲ့လိုလကစားဝန်ထမ်းတွေရှိတယ်ဥပမာတစ်လမှာ3သိန်းပွဲလောက်ဖေးကြမယ်4သိန်းလောက်ဖေးကြမယ်5သိန်းသူတို့ရမယ်အဲ့တော့တခါဒီမှာကျွန်တော်တငယ်ချင်းတွေကျွန်တော်မေးတယ်နေဘယ်လောက်ဝင်လဲပါလို့ကျွန်တော်ဘာမှပြောမကြောက်ကျွန်တော်နဲ့တကယ်ချင်းလို့
တကယ်ကို तू ကဓာကြီးကိုမေးလာမှတာရင်ကျွန်တော်ပြောတာသူတို့မင်းမလောက်တယ်ကျွန်တော်မပြောဘူးဒီလိုပဲကွာစိုက်စားဝတ်နေအဆင်ပြေုံလောက်ပါပဲဒီလောက်ပဲကျွန်တော်ကပြောတယ်ဘာကြောင့်အဲ့လောက်ပဲပြောတာဆိုကျွန်တော်တငယ်ချင်းတွေကျွန်တော်တလောက်ဘယ်20ဝင်တယ်ဘလောက်ဝင်တယ်ဘလောက်ရဆိုတခါမှမကြွေဘူးတခါမှမကြွေဘူးသူတို့မင်းရင်တောင်မှကျွန်တော်က9ခါ10ခါလောက်မိမပြောပြတာ2ခါ3ခါလောက်နဲ့ကျွန်တော်ပြောမပြဘူးဘာကြောင့်လဲလို့မေးရင်ကျွန်တော်ဟာသူတို့ဟာသိရမလားဟိုသူတို့ဘဝကိုသူတို့တိမ်ငယ်သွားမှာကိုကျွန်တော်အရန်ကြောက်တယ်။ဘာကြောင့်တငယ်ချင်းဂျားထဲမှာအဲ့ဝင်ငွေတွေနဲ့ပတ်သက်ရင်ပတ်စံတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့တယောက်နဲ့တယောက်သိရမို့လားဟိုဘယ်လိုပြောမလို့ဟိုဘယ်လိုပြောဒီပတ်စံကြောက်တယောက်နဲ့တယောက်တွေးကွဲသွားမှာဒီကိုကျွန်တော်မလိုလားဘူး။အထူးသဖြင့်ကျွန်တော်အစိုးရင်ဆုံးကိစ္စကိုပြောပါဆိုရင်ကျွန်တော်တငယ်ချင်းတွေဟာသူတို့မိသားစုတွေသူတို့အဖေတွေမိတွေသူတို့တက်နိုင်တာနဲ့လှုပ်ကြွေးနေတာပဲ။ဒီအပေါ်မှာသိရမို့လားတိမ်ငယ်သွားမှာဟိုတေးတိမ်သွားမယ်လို့သူတို့ယူဆသွားမှာကိုကျွန်တော်ကြောက်တာသိရမလားအဲ့တော့လူတိုင်းကကိုယ့်အထွာနဲ့ကိုလှုပ်စားတာပဲကိုယ့်အထွာနဲ့ကိုမိသားစုကိုယ့်ရဲ့ဇနီးမယားကိုသားသမီးကိုထောက်ပံ့နေတဲ့လူကြီးပဲအဲ့တော့အဲ့အကြီးကိုသူတို့တိမ်နေသွားမှာကိုကျွန်တော်လုံးဝအဖြစ်မခံနိုင်ဘူးလုံးဝအဖြစ်မခံနိုင်ကျွန်တော်ထိုင်းသားတငယ်ချင်းတွေကျွန်တော်ညီမပြည်ကတငယ်ချင်းတွေဆိုကျွန်တော်ပြောမပြဘူးဘာကြောင့်လဲလို့မင်းရင်သူတို့ဘဝနဲ့သူတို့ရှိတယ်အဲ့ဘဝမှာသူတို့ဝင်ငွေကဒီမဆိုလို့ချင်တာဗျာဟိုသူတို့ကငါဘလောက်မှမဝင်ဘူးကွာငါလကားပဲပါညာသူတို့အဲ့လိုဟိုကိုယ့်ရဲ့လုံတောင်ဆန်းအားကိုယ့်ရဲ့လုံနိုင်စွမ်းအားတွေကိုယ့်ရဲ့စူးစမ်းအထောက်မှုတွေအပေါ်မှာကိုတိမ်ငယ်သွားမှာကိုအမတန်ကြောက်တာသိရမလားကျွန်တော်ကအဲကြောင့်မလို့ညီလေးတို့ပြောချင်တာသူများတွေရဲ့ဘဝမှာသူတို့အောင်မြင်တယ်လို့ထင်တယ်သူတို့အောင်မြင်မှုလေးနဲ့သူတို့ကြွားတယ်ဒါလေးတွေကိုသေးတိမ်အောင်ဘယ်တော့မှမပြောအောင်အဲ့လိုပြောကြည့်ဆိုရင်စမယ်ကိုကြီးပြောသလိုပဲကိုကြီးတို့မြင့်နဲ့ကိုကြီးတို့ထက်မြင့်နဲ့တကယ်ဆရာကြီးတွေအီလိုမတ်တို့ဂျာစင်ဝမ်တို့ဆိုတာကိုကြီးတို့10သက်လောက်ရှာရင်တော့သူတို့ဝင်မမိနိုင်ဘူး10သက်လောက်ရှာရမှာသိရမလား10သက်လောက်နောက်ထပ်ကိုကြီးတို့နှစ်ပေါင်း600လောက်ရှာရင်တော့မှသူတို့ပတ်စံကိုမိပါမယ်ဆိုတဲ့အာမခံချက်မရှိဘူးဟုတ်တော့သူတို့ရဲ့တမနစ်ဝင်ငွေကကိုကြီးတို့တသက်စာလောက်ဖြစ်နေတဲ့အနေအထားမျိုးမှာအဲ့တော့ကိုထက်ကြီးတဲ့လူတွေရှိတယ်သိရမလားအဲ့တော့ကိုထက်ငယ်တဲ့လူတွေလည်းရှိတယ်ကိုထက်ကြီးတဲ့လူတွေလည်းရှိတယ်အဲ့တော့ဟိုအဲ့ဟာကိုကနားလေတတ်ဖို့လူတယ်ခံစားတတ်ဖို့လူတယ်ကိုထက်ကြီးတဲ့လူတွေကိုလည်းကိုကဂျေမွန်နဲ့မနာမလို့နဲ့မရှုစိတ်မဖြစ်နဲ့အဲ့လိုပဲကိုအောက်နေတဲ့ဝင်ငွေနေတဲ့လူတွေကိုလည်းဘယ်တော့မှဖောက်မထူးနဲ့ဘယ်တော့မှသူတို့ရဲ့အောင်မြင်မှုကိုသေးသိမ်အောင်မပြောရဘူးဒါဟာအခြေခံလူကျင့်ဝတ်ပဲဒါဟာဟိုလူဘဝမှာလှုပ်ဆောင်ရမယ့်အရာပဲလို့အကူကြီးကတော့မြင်နေပေါ့ဒါလေးပြောချင်လို့